အားလုံးပဲမင်္ဂလာပါဗျ Trader Friend Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီ BTC ရဲ့ပေါ့နော်long term view လေးကိုကျွန်တော်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ဗျသုံးသပ်ပေးတယ်ဆိုတာထက်ဒီBTC ရဲ့ဈေးကွက်ချင်းတွေကိုကျွန်တော်တို့ဒါအမြင်လေးကိုဆွေးနွေးတယ်လို့ပဲပြောရမှာဖြစ်ပါတယ်အခုဒါ BTC ရဲ့ check လေးပေါ့နော် weekly check လေးကျွန်တော်ဒီပြီးခဲ့တဲ့3လပိုင်း25ရက်နေ့လောက်တော့ရိုက်ထားတာပေါ့နော်ဒါအခုဆိုရင်4လပိုင်းတည်းရောက်နေပြီဆိုတော့ကြားခဲ့ရောနော်အဲ့လိုရိုက်ထားတယ်ဟာလေခုလောလောဆယ် current market ကိုကျွန်တော်ရိုက်မထားဘူးပေါ့နော်အဲ့တော့ကျွန်တော်မြင်ထားတဲ့ဟာလေးကိုလည်းမြင်ခဲ့တဲ့အမြင်လေးကိုလည်းပြန်ပြီးတော့ sharing လုပ်ချင်လို့ပါအခု BTC ကပေါ့နော်ဒီ weekly မှာဟိုသူကဒီ trend line ဖြစ်နေတယ်ပေါ့ဒီမှာတစ်ချက်အခုဒီပေါ့နော်ဒီ9500ကနေပြီးတော့သူ break out ဖြစ်လာပြီးတော့ပေါ့နော်ဒီနေရာမှာပေါ့နော်သူက9500မှာသူအကြာကြီးခဲ့ပြီးတော့ပေါ့နော်အခုဆင်းလာတယ်အခုဒီမှာမှတ်ရသူဟိုအထိဆင်းသွားတယ်တူတယ်ပဲဒီ9000ကျော်9000ကျော်ထိဆင်းသွားတယ်ဒီ trend line တော့သူထိမသွားဘူးနဲ့တူတယ်ဗျအခုအဲ့အနေပြီးတော့သူပြန်တက်နေ9900ဒီဈေးတန်းကိုပြန်ထိနေပြီပေါ့နော်ခုလောလောဆယ်အခု4လပိုင်းမှာဒါဟောဒီဈေးတန်းကိုသူပြန်ထိနေပြီဗျဒီဈေးတန်းကပြန်ဖောက်တက်နိုင်နေမယ်ဆိုရင်သူ့ရဲ့ဒါအမြင့်ဆုံးall time high ဖြစ်ခဲ့ဒီတသိန်းကျော်လေးပေါ့နော်ဥမာသူ all time high ကတသိန်းနဲ့မှာ3000ပေါ့နော်တသိန်း1000ဟုတ်တယ်တသိန်းနဲ့မှာ3000ဆိုရယ်ဈေးတန်းပေါ့နော်ဆိုကြပါတော့တသိန်းပေါ့နော်တသိန်းဈေးတန်းပေါ့သူပြန်ရောက်နိုင်မှုတော့ရှိသွားပြီပေါ့အခုလောလောဆယ်ကတော့ဒါ9600 9000ဒီပတ်လည်လေးမှာသူ range လေးဖြစ်နေတာကိုကျွန်တော်တို့တွေ့နေရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ long term view ဖြစ်တဲ့အတွက်ဒီ BTC ကအခုလောလောဆယ်အထိသူကဒီ weekly မှာဆိုရင် extra line ပေါ်မှာရှိနေတယ်extra line ပေါ်မှာရှိနေတယ်အဲ့တော့ကျွန်တော်တို့တစ်ချက်ပြန်ကြည့်ကြအောင်ပေါ့နော်ဒီဟွာလေးပေါ့ဒီတက်ပို့ပြီးတော့ရှင်းတဲ့ check လေးတစ်ခုကျွန်တော်မှရှိသေးရပေါ့နော်ရှိသေးတယ်ဒီမှာပေါ့ဒါကတော့ကျွန်တော်ဒီပို့ပြီးတော့ပါတယ်ပေါ့နော် check လေးတစ်ခုဆွဲထားတယ်ကျွန်တော်ဒီ line တွေကိုလည်းပြထားတယ်ပေါ့BTC ကသူ့ရဲ့ low အနှိမ်ဆုံးပေါ့နော်အခုလက်ရှိလောလောဆယ်ရဒီ trend မှာဆိုရင်အနှိမ်ဆုံးဈေးတန်းဟာကျွန်တော်တို့ဒါ2022တုန်းကဖြစ်ခဲ့တဲ့ဒါ1000ခွဲဈေးတန်းနေပြီးတော့သူအခုတက်လာခဲ့တာကြာရောနော်အခုဆိုရင်2020 9000သူရောက်လာခဲ့ပြီဒီ2024နှစ်ကုန်ပိုင်းမှာဆိုရင်တော့သူတသိန်းထီကိုကျော်သွားခဲ့ပါတော့အခု2025မှာတော့သူနည်းနည်းပြန်ပြီးတော့ဒီ correction ပြနေတယ်ပေါ့နော် correction ပြနေတယ်အဲ့ဒီ correction ပြနေတာလေကျွန်တော်ခုနက trend line ဆွဲမယ်ဆိုရင်သူ trend line ကိုလာထိတဲ့အနေအထားမျိုးဗျာနော်အနေအထားမျိုးဗျာပုံမှန်တော့ကျွန်တော်တို့စဉ်းစားတာဒီပတ်ဝန်းကျင်ပေါ့နော်ဒီ69000ဆိုတဲ့ပတ်ဝန်းကျင်69000ဆိုတဲ့ပတ်ဝန်းကျင်ဒါမဲ့သူရောက်တော့မရောက်ဘူးเนาะ69000ဆိုတဲ့ပတ်ဝန်းကျင်ကိုသူအမှန်တကယ်တော့ရောက်ဖို့လိုတယ်ဒါတနည်းအားဖြင့်လုံးဝတိတိကျကျကြီးမရောက်ပေမဲ့လည်းအဲ့ဆိုဒါretest ပြန်လုပ်သွားတဲ့ပုံစံမျိုးလို့ပဲပြောရမယ်ဗျအခုတော့ဒီ9500ဆိုတဲ့ဒီ major ဆုံးကြီးတစ်ခုမှာသူပြန်ပြီးတော့ E နေပြီပေါ့နော် range ဖြစ်နေကျွန်တော်စောင့်ကြည့်ရမှာအဲ9000 6000ပတ်ဝန်းကျင်ပေါ့နော်ဟိုမှာတပတ်ကောင်းလောက်နေနိုင်တယ်ဆိုရင်တော့ဒါသူ့ရဲ့တသိန်း3000ဆိုရဲ့ all time high ဈေးတန်းကိုတော့ပြန်ရောက်လာဖို့တော့အလားရှိရပါတော့အခုဒီစုံတွေကတော့ဒါ BTC အတွက်ဒါဝယ်လို့ကောင်းခဲ့တဲ့စုံတွေဖြစ်ခဲ့မှာပေါ့နော်ဒါပေမဲ့ဒီစုံတွေကိုပြန်ရောက်လာဖို့ကတော့လောလောဆယ်ကတော့မဖြစ်နိုင်သေးဘူးပေါ့နော်မဖြစ်နိုင်သေးဘူးမရောက်နိုင်ဘူးလားဆိုတော့လေတစ်ချိန်တော့ဒါတွေကဒီဈေးတန်းတွေကပြန်တော့ရောက်လာနိုင်တယ်ပေါ့အခုဆိုရင်ဒါ BTC ရဲ့ဈေးကိုဒါ 0.1 million ဆိုပြီးတော့ဒါ million နဲ့တောင်မှသုံးပြီးတော့ပြောနေကြပြီပေါ့နော် 0.1 million ဒါတသိန်းဆိုတဲ့ဈေးတန်းပေါ့နော်0.1 million ပေါ့
ခံမှန်းချက်တွေရတယ်ဒါ PTC ကဒီတသိန်းခွဲပေါ့နော်1.5 million ထိရှောင်းနိုင်တယ်အခုဆိုရင်ဒါ PTC ကိုအချိန်နဲ့ဝင်နေတယ် Michael Saylor ဆိုရင်လည်းဒါသူကပြောတာPTC ရဲ့ဈေးကဒီတသိန်း 0.1 ရဲ့အောက်မှာပေါ့နော်တသိန်းရဲ့ဈေးတန်းအောက်မှာဒါဝယ်လို့အကောင်းဆုံးဈေးတန်းလို့သူပြောထားတယ်ဆိုတော့တသိန်းအောက်9000 9000ဝယ်9000 8000ဒါတွေအားလုံးက PTC တက်ဝယ်လို့ကောင်းတဲ့ဈေးတန်းတွေပေါ့လို့ပြောထားရောပြီးတော့တသိန်းခွဲထိလည်းရောက်မယ်လို့လည်းခံမှန်းထားတယ်ဒါရောင်းနိုင်ချေကတော့လှလှတွေအများရှိတယ်ဘာကြောင့်လို့ဆိုတော့အခု PTC ဟာဆိုရင်ပေါ့နော်ဒီတန်မိုးအကြီးဆုံးကမ္ဘာပေါ်မှာတန်မိုးအကြီးဆုံး asset တွေထဲမှာဆိုရင်တော့တော်တန်စင်းနဲ့သူဝင်လာပြီပေါ့နော်ကျွန်တော်ဒါလေးတစ်ချက်ပြမယ်ပေါ့နော်ဒီမှာဆိုရင်ဒါဒီ market cap အရာဒီတော့ထိတ်ဆုံးမှာရှိနေတဲ့ asset တွေပေါ့နော်အဲ့မှာဆိုတော့ရွှေပေါ့ရွှေကတော့ market cap 20 trillion နဲ့ဒါထိတ်ဆုံးမှာပေါ့အဲ့ပြီးရင်ကျွန်တော်တို့ဒါ US company တွေဖြစ်တဲ့ Apple ရဲ့ ABS asset ကဒါ3 trillion နီးပါးနဲ့ပေါ့နော်3 trillion နီးပါးနဲ့ရှိရယ်အဲ့နောက်မှာ Microsoft Nvidia ဒါတွေကတော့ဒါဒီ stock မှာဆိုရင်တော့ထိတ်ဆုံး stock တွေပေါ့နော်အဲ့မှာ Amazon တော့ Alphabet တို့ရှိတယ်ကျွန်တော်တို့ရဲ့ Bitcoin ကတော့ဒါအဆင့်9မှာပေါ့နော်1.6 trillion နဲ့အဆင့်9မှာရှိတယ်အဲ့တော့ဒါအများစုက Bitcoin ကိုdigital gold အနေနဲ့တင်စားထားရပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီရွှေကတော့ဒါ20 trillion နဲ့ထိပ်ဆုံးမှာဥဆောင်နေတော့အဲ့တော့ digital gold ကဒါရွှေလိုမျိုးပေါ့နော်ဒီရေပန်းစားလာခဲ့မယ်ဆိုရင်ကျွန်တော် Bitcoin ကနောက်ထပ်စာပေါင်းများစွာတက်နိုင်သေးတယ်ပေါ့နော်အဲဒါကြောင့်မို့လဲသူတို့တသိန်းခွဲဆိုတဲ့ဈေးတန်းကဒါရှောင်းနိုင်သေးတယ်ရှောင်းနိုင်တယ်လို့သူတို့သုံးသပ်နေကြတယ်ပေါ့နော်သုံးသပ်နေကြတယ်တကယ်လဲရောက်ဖို့ကအလားအလာရှိရပေါ့ဒါပေမဲ့အခုချိန်ချိန်ရောက်မှာလားဆိုတော့လဲမဟုတ်သေးဘူးပြဒါအချိန်တိုင်းတာတခုရှိရတယ်ဒီမရောက်ခင်ပေါ့နော်မရောက်ခင်သူဒီ correction တွေယူတာလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ပုံမှန်ပြထားလို့ trend line ကိုသူတစ်ချက်ပြန်ထိဖို့တော့ကောင်းတယ်ပေါ့နော်တော့တော့မထိပဲနဲ့ဒါ major ဆုံးကိုပြန်တက်သွားတယ် major ဆုံးပြန်တက်သွားတယ်ဟုတ်ပြီကျွန်တော်ဒါဆိုရင်အခုဒီရောက်ရှိနေတဲ့9000 8000ခွဲပေါ့နော်8000ခွဲစီးတာကျွန်တော်မို့9000ခွဲပေါ့နော်ဒီဆို9000ခွဲဆိုရစီးတယ်ကျွန်တော်တို့ဝယ်လို့ကောင်းတဲ့စုံလားဆိုရင်တော့ဝယ်လို့ကောင်းတဲ့စုံကတော့ကျွန်တော်တို့လက်ရှိပြောရမယ်ဆိုရင်တော့မဝယ်တင်သေးဘူးပေါ့နော်မဝယ်တင်ဘူးလို့ကျွန်တော်ထင်တယ်ဒီ9000ဝယ်စီးတန်းကိုကျွန်တော်တို့ဒါတပတ်ကြောကောင်းတော့ပေါ့နော် weekly ကန်နေလောက်နဲ့ကျွန်တော်တို့ပိတ်ပြီးတက်နိုင်နေဆိုတော့ဒါကျွန်တော်တို့ဝယ်တဲ့ပြီလို့ထင်တယ်ပေါ့နော်အဲ့တော့ပြီးကျွန်တော်ရဲ့ target price တွေကဒီ all time high စီးတန်းကိုပြန်ပြီးတော့ target price အနေနဲ့ပြန်သွားတဲ့နေပေါ့နော်ဟုတ်တယ်ပေါ့ BTC ကကျွန်တော်တို့ဒီသူ့ဟာနဲ့သူဈေးရန်လေးကအတိအကျနဲ့အလှလုံးနေကြတာပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒါ resistance ပေါ့နော်ဒီ resistance ကိုဒီမှာဖောက်ပြီးတဲ့အခါမှာ retest ပြန်လုပ်ထားတယ်ပြန်ထွက်သွားတယ်အခုဒီဟာလေးကလည်းဒါ retest ပါပဲနော်သူကလည်းသူစုံလေးတွေကကြာနာအလုပ်လုပ်ထားတယ်ကျွန်တော်တို့ဒါဆိုရင်တကယ်လို့ဒါပြန်ကြလာပြီဆိုရင်ဒီစုံလေးဒီစုံလေးတွေမှာကျွန်တော်ဝင်မယ်ပေါ့ဒါဒီစုံ3ခုကတော့ဒါ3ခုပေါင်းပြီးတော့တစ်စုံလုံးမှတ်ရင်လည်းရတယ်ပါနော်ကျွန်တော်3000အောက်ပန်ဝင်ကြအောင်တော့ဒါ BTC အတွက်လုံးဝဘိုင်းတဲ့ဈေးတန်းဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့ဈေးတန်းကိုရောက်ဖို့အတွက်ကတော့အခုလောလောဆယ်ဖြစ်နိုင်ကြတော်တော်ကိုနေသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဝယ်လို့ကောင်းတဲ့စုံတွေကဒီ6900စုံပေါ့နော်9000စုံကကျွန်တော်တို့ဝယ်လို့ကောင်းတယ်အခုလောလောဆယ်တော့အဲ့စုံကိုရောက်ဖို့ဆိုရင်ဒီ9000ခွဲဈေးတန်းကကျွန်တော်ကောင်းကောင်းတားနိုင်ထားဖို့လိုတယ်ပေါ့နော်အဲ့ခုလောလောဆယ်9000ခွဲဈေးတန်းကိုကျွန်တော်စောင့်ကြည့်ကြမယ်အဲ့9000ခွဲတားနိုင်ပြီဆိုတော့ကျွန်တော်တို့6900ပေါ့အဲ့ဒီကနေတစ်ဆင့်ဆိုရင်ကျွန်တော်တို့ဒီဘက်ဟုတ်ရှင်လို့ဆိုကျွန်တော်9000လို့ပဲဆိုကြပါစို့နော်ဒီ4000ခွဲနဲ့9000ချပတ်ဝန်းကျင်စီးတဲ့အဲ့နေရာတွေမှာရှိမယ်ပေါ့နော်အဲ့လောက်ကိုရောက်သွားပြီဆိုရင်လည်းတကယ်ဒါ BTC ကfull risk ကိုပြောင်းသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်လောလောဆယ်ဒီ after ရလာနိုင်ခြင်းအရှိဆုံးသူရဲ့ဒီ retrace
ဈေးတန်းကတော့ဒါ639ဈေးတန်းပဲဖြစ်မယ်ဗျအဲ့ဒီကနေတစ်စင်မှာသူအထက်ကိုပြန်တက်မယ်ပေါ့အဲ့63900ကမတားနိုင်ဘူးဆိုရင်တော့ဒါ BTC various ထဲဝင်သွားပြီလို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်အဲ့တော့အခုလောလောဆယ်ကတော့ဒါ9000ခွဲဈေးတန်းမှာသူ range ဖြစ်နေတယ်ဒီ BTC က9000ခွဲကိုမပေါက်ခင်တော့လေအဲ့နေရာမှာသူအကြာကြီး range ဖြစ်ခဲ့ရောနော်range ဖြစ်ပြီးမှသူအခုဒီဟိုပေါ့9000ကျော်အထိသူဆင်းလာတယ်6900ဆိုတဲ့ဒီဆုံးတော့ကျွန်တော်တို့မရောက်ခဲ့ဘူးပေါ့နော်အဲ့တော့တကယ်လို့ဝယ်မယ်ဆိုရင်တော့ဒါအခုလောလောဆယ်9000ခွဲဈေးတန်းကိုချီပါနော်9000ခွဲဈေးတန်းမှာတစ်ပတ်တန်ပြီးနှစ်ပတ်တန်ပြီးခိုင်းပြီးဆိုရင်တော့ကျွန်တော်တို့ဒါဆက်ပြီးတော့ BTC ကိုဝယ်ကြမယ်ပေါ့နော်အဲ့တော့ target fight ကတော့အခုသူ့ရဲ့ all time high 13000လို့ပေါ့နော်အဲ့နေရာတွေမှာ target fight ထားမယ်ပြီးတော့အဲ့နေရာတွေမှာဆက်ကြည့်ပြီးတော့နောက်ထပ် all time high အသစ်တွေကိုဆက်ပြီးတော့ target fight အနေနဲ့မြင်ကြမယ်ပေါ့မြင်ရမယ်ပေါ့နော်အခုလောလောဆယ်တော့ဒါဒီ market တစ်ခုလုံးကလည်းတိတ်ပြီးတော့ risk တော့မဖြစ်သေးဘူးပေါ့နော်တချို့coin လေးတွေကတော့ဗောနော်coin လေးတွေကထားပြီးတော့ ban နာမျိုးတွေတော့ရှိတယ်ဒါပေမဲ့ market တစ်ခုလုံးအနေနဲ့ full risk ဖြစ်တာမျိုးမရှိခဲ့ဘူးเนาะဒါပေမဲ့အချိန်နေချင်းကလည်းကွာကျွန်တော်2021ပေါ့နော်ကိုဗစ်ကာလတုန်းကဒါ market တစ်ခုလုံးfull risk ဖြစ်ခဲ့ရပေါ့နော်အဲ့တော့ဒီ all coin တွေဆိုရင်လည်းဒါစားတွေအများကြီးသူတို့တက်ကြတယ်ဒါပေမဲ့အဲ့တုန်းကကျတော့ဒါတစ်ကမ္ဘာလုံးမှာရှိတဲ့ investor တွေကဒီနေပေကိုပေါ့နော်အခုမှစောက်ဝင်လာတဲ့ပုံစံမျိုးပေါ့အဲ့တော့တော်တော်များများကစမ်းသပ်တဲ့ပုံစံမျိုးနဲ့ထင်ကြီးတွေနဲ့ဝင်ပြီးတော့ဝယ်တာများတယ်ပေါ့နော်ဝယ်တာများတယ်အခုနောက်ပိုင်းမှာကျတော့ဒါinvestor တွေရောတစ်ကမ္ဘာလုံးမှာရှိတဲ့ investor တွေကဒါတိတိကျကျတတိထားပြီးတော့ဝယ်လာခဲ့ပြီပေါ့နော်အဲ့ဒီအတွက်ဒီ2021တုန်းကလိုမျိုးဒီ market ကြီးတစ်ခုလုံးတွေ့သမျှအကုန်လုံး coin တွေအားလုံးပေါ့နော်စိမ့်ဖန်နေတာမျိုးဖြစ်စဉ်မျိုးကတော့ကျွန်တော်တော့မရှိတော့ဘူးလို့မြင်နေပါတော့တကယ် utility ကောင်းပြီးတော့ပေါ့နော်utility ကောင်းတဲ့project ကောင်းတဲ့ဒီ coin တွေပဲအလုပ်လုပ်သွားမယ်လို့တော့ထင်နေပါ2020တုန်းကဒါအများကြီးထုံတက်ခဲ့ coin တွေကအခုဆိုရင်အဲ့ဒီဈေးတန်းကိုရောက်ဖို့ဟာမလွယ်တော့ဘူးပေါ့နော်အခုဥပမာပြောမယ်ဆိုတော့ ICP ကိုprivacy coin တွေဖြစ်တဲ့ဒါဒီပါပေါ့ZEC ပေါ့နော်ဒီကောင်းလေးဆိုရင်ဒါသူ့ရဲ့ all time high ဒီကိုပြန်ရောက်ဖို့ကမလွယ်တော့ဘူးပေါ့နော်အဲ့တော့2021တုန်းကဒါ crypto market ကြီးတစ်ခုလုံး form ဖြစ်ခဲ့တာကဒါဒီ industry နယ်မြေအသစ်တစ်ခုအနေနဲ့အကုန်လုံးကျွမ်းကျင်သူတွေရောမကျွမ်းကျင်သူတွေရောဒါဝင်လာတဲ့မျှော်လင့်ချက်အကြီးကြီးနဲ့ပြုံးပြီးဝယ်လိုက်လို့ဒီလောက်ထိပန်းသွားတယ်လို့ထင်တယ်ပေါ့နော်အခုနောက်ပိုင်းမှာတော့အားလုံးကဘာဖြစ်သွားလဲလို့ဆိုတော့ဒီအခြေအနေကိုတော်တော်မျိုးရှင်းပြီးသွားကြပြီအဲ့တော့ investor တွေအားလုံးကလည်းတတိကြီးကြီးနဲ့ invest လုပ်နေအောင်တွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ဘယ် coin တွေကတကယ် utility ကောင်းတော့ပေါ့ဒီကြောင့်တော့ဒါ bitcoin ကတော့ဒါမဖြစ်မနေကျွန်တော်တို့ဝယ်တင်တယ်ပေါ့နော်သူကutility ဘာညာတော့မရှိပေမဲ့ဒါ digital asset digital gold အနေနဲ့ကျွန်တော်ဒီ blockchain မှာဆိုရင်ဒါသူ့ရဲ့ခေါင်းဆောင်ကြီးပဲเนาะအဲ့တော့ဒါမဖြစ်မနေ crypto တခုကိုဝင်မယ်ဆိုရင်ဒါ BTC ကိုကတော့မဖြစ်မနေကျွန်တော်ဝယ်ရမယ်crypto တခုပေါ့เนาะဝယ်ရမယ်တခုဒါပေမဲ့တွေ့ရနေရမှာဝင်မှာတော့မဟုတ်ဘူးပေါ့ကျွန်တော်အခုဒီမှာပြထားတဲ့စုံတွေပေါ့เนาะစုံတွေဒီလိုမျိုးစုံတွေကိုကျွန်တော်တို့ဒါဝယ်ဖို့တော့အကြံပေးတယ်အခုဒါလောလောဆယ်ဆိုရင်ဒါ6900ဆိုရဲဈေးကအခုလက်ရှိအနေထားအရဆိုရင်ဒါဝယ်ဖို့အကောင်းဆုံးဈေးတန်းလို့ပြောလို့ရရပါတော့အဲ့တော့အခု6900ကိုတော့သူအခုလက်ရှိဈေးကွက်နဲ့ဆိုတော့တော်တော်လေးဝေးမှာရောက်သွားပြီပေါ့နော်အဲ့တော့အဲ့ဒီခုနကကျွန်တော်ပြောလို့ရချက်ကိုတောင်းခွဲဈေးတန်းကိုဒါရက်ကြနှစ်ပတ်လောက်ထိန်းနိုင်ခဲ့ပြီဆိုရင်တော့ဒါကျွန်တော်တို့ဘာလို့ကြောက်လို့ဆိုတော့ထပ်ပြီးတော့ဝယ်ကြမယ်ပေါ့နော်နောက်တစ်ခုကအဲ့ကိုတောင်းခွဲမှာ rejection ပေါ့နော်rejection ဟိုParis ကန်တဲ့ confirmation ဝင်ခဲ့တဲ့ဆိုရင်ကျွန်တော်6900ဒီကို target fight ထားပြီးတော့short selling လုပ်လို့ရမယ်ဗျနော်တကယ်လို့ဒါ BTC ကိုဝယ်စုချင်တဲ့လူတွေအတွက်ဆိုရင်တော့အခုလောလောဆယ်ကတော့ကျွန်တော်6900စီတန်းကိုပြန်ကြလာတော့စောင့်ပါလို့ပဲအကြံပေးချင်တယ်ပေါ့နော်အဲ့ဒါကိုမှဒီ
အခုလက်ရှိ9000ခွဲဈေးထဲမှာဝယ်ချင်တယ်ဆိုရင်တော့ဒါ9000ခွဲမှာဘယ်လောက်ရက်ကြာထိနိုင်တော့ပေါ့နော်9000ခွဲရဲ့အထက်မှာရက်ဘယ်လောက်ကြာနေနိုင်လို့ဆိုတော့တစ်ချက်စောင့်နေမယ်အနည်းဆုံးဒါ10ရက်ကျော်လောက်နေနိုင်တယ်ဆိုတော့ဒါ9000ခွဲအောက်ခြေဆင်းလာတာနဲ့ကျွန်တော်တို့ဝယ်ကြမယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့ဟုတ်ကဲ့ပါဗျာဒါတော့ဒါ PTC ရဲ့ long term view ဟိုလေးကိုကျွန်တော်ဆွေးနွေးသွားတာဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်